တော်ထဲမှာအလေးကျပေါက်တဲ့ຫນွေပင်လေးတွေနဲ့ຫນွေတောင်းလှလှလေးတွေရကြမယ်ပြီးခဲ့တဲ့နေ့တွေကတောထဲကအလေးကျຫນွေပင်လေးတွေနဲ့အိမ်အသုံးဆောင်ຫນွေတောင်းလေးရက်တော့ဒီຫນွေတောင်းရက်နီးလေးကိုအစကနေတင်ပေးပါလို့ပြောတဲ့သူတွေအတွက်ကျွန်တော်တင်ပေးပေးမယ်ပေါ့နော်ဒီဟာလေးရလည်းຫນွေနဲ့လှုပ်ထားတာပါပဲဒီအင်ဒိုပင်လေးတွေစိုက်ဖို့အတွက်စိတ်ကူးထဲမှာပေါ်လာတော့ဒီလိုမျိုးလေးဖန်တီးကြည့်တာပါတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒီဟာလေးကိုစေးတုပ်ပြီးတော့ထားမယ်ဆိုရင်လည်းတော်တော်ကိုလှမှာလို့ကျွန်တော်ထင်တယ်ဒါလေးဆိုရင်တော့ကျွန်တော်ကကွန်းချင်းလေးလှုပ်ထားတယ်ပေါ့နော်ဧည့်သည်လာလို့ချပေးတယ်ဆိုရင်ဖြစ်ဖြစ်ကိုယ်တိုင်ပဲဟိုအလုပ်လုပ်ရင်းပဲကုန်းရရစားဖို့အတွက်ပဲဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်ဟင်းသီးဟင်းရွက်လည်းထည့်လို့ရပါတယ်ຫນွေတောင်းရက်နီးလေးကိုမကြည့်ခင်ကျွန်တော်တို့ဒီຫນွေတောင်းလေးတွေကဘယ်လိုအခြေအနေမှာကျဲသွားတယ်ဘယ်လိုမျိုးဘာကြောင့်ကျဲသွားတယ်ဆိုတာကိုကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အရင်နေ့တုန်းကရက်ထားတဲ့ຫນွေတောင်းလေးတွေပါတရားကတနေ့တည်းမှာပဲရက်ထားတဲ့ຫນွေတောင်းလေးတွေဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီကຫນွေတောင်းလေးကအယောင်လဲဘာလို့ဖြော့သွားတယ်လဲဆိုရင်ဒီຫນွေလေးတွေကနှုတဲ့အတွက်ကြောင့်အယောင်လေးတွေဖြော့သွားပြီးတော့ကျဲသွားတယ်ပေါ့နော်ဒီတစ်ဆက်တည်းမှာပဲဒီကຫນွေတောင်းလေးနှစ်ခုကကြတော့ຫນွေပင်ကလည်းရင့်တယ်တောင်လည်းတောင်တယ်ဒါကြောင့်မလို့ကျွန်တော်ရက်တဲ့အတိုင်းပဲရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ချိန်ကြည့်လို့ရပါတယ်ဒီຫນွေတောင်းလေးကကြတော့နည်းနည်းလေးຫນွေလည်းသေးတယ်ຫນွေလည်းနှူးတဲ့အတွက်ကြောင့်ဒီပုံစံလေးဖြစ်သွားတယ်ဒီတောင်းလေးနှစ်ခုကကြတော့စပြီးတော့ရက်တဲ့အတိုင်းလေးပဲတောင်လေးဖြစ်ပါတယ်ချိန်ကြည့်လို့ရပါတယ်လို့ဆိုတော့တောထဲမှာအလေးကျပေါက်တဲ့ຫນွေပင်လေးတွေနဲ့မိဖို့ကြောင့်မှာဘတ်စုံသုံးလို့ရမယ်ຫນွေတောင်းလှလှလေးတွေရက်ကြည့်ကြပါတော့နော်